Naruto series တွေက Orochimaru ဘယ်လောက်ထိကျန်းလဲဘာတွေလုပ်နိုင်လဲပြောပြပါမယ်အားလုံးပဲမင်္ဂလာပါ Hidden Studio Channel လေးကနေကြိုဆိုလိုက်ပါတယ်ဗျာ Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe လုပ်ပေးခဲ့ပါဦးဗျာကဲစလိုက်ကြရအောင် Orochimaru ဟာတတိယ Hokage Hiruzen Sarutobi ရဲ့တပည့်ရင်းဖြစ်ပြီးငယ်စဉ်ကတည်းကပါရမီအလွန်ထူးချွန်သူပါသူ့ရဲ့မိဘတွေတည်ဆိုးမှုကသူ့ကိုဘဝဆိုတာခဏတာပဲတည်ချင်းတရားကအရန်ရက်ဆက်တယ်ဆိုတဲ့အတွေးဝင်စီခဲ့ပါတယ်ရီမန်းချက်လောကမှာရှိသမျှ Jutsu အားလုံးကိုတမြောက်ချင်တာပါဒါပေမဲ့လူတက်တန်ကအကုန်လုံးတင်ဖို့မလုံလောက်တဲ့အတွက်ထာဝရအသက် immortality ရဖို့ကိုပထမဆုံးပြစ်မှတ်ထားခဲ့ပါတယ်စွန့်ခွာခြင်းလူသားတွေပေါ်ရက်ဆက်တဲ့စမ်းသပ်မှုတွေလုပ်တာကို Hokage တိသွားတဲ့အခါကိုနိုဟာကနေထွက်ပြေးပြီး Akatsuki ထဲဝင်ခဲ့တယ်လို့နောက်ပိုင်းမှာကိုပိုင် Otogaku တွေအတန်ရွာကိုတီထောင်ခဲ့ပါတယ်နှစ်သူဘယ်လောက်ထိကျန်းတယ်လဲ power level သူဟာဒန်ဒါကြီးလာစံနှင်းတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့အင်အားကနိုင်ငံတစ်ခုကိုဖျက်ဆီးနိုင်တဲ့အထိရှိပါတယ်ရှင်သန်နိုင်စွမ်းသူ့ကိုတတ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲခန္ဓာကိုယ်ပျက်စီးသွားရင်တော့မွေးတကောင်လိုအည်ခွန်လဲပြီးအသစ်ပြန်ဖြစ်လာနိုင်ပါတယ်။မြန်ရည်သူဟာသိပ္ပံပညာရှင်တစ်ယောက်လိုပါပဲ။လူတွေရဲ့ DNA ကိုပြောင်းလဲတာ curse mark ကျင်းစာတစ်စိတ်ပေးတာတွေမှာစိတ်အားတဆူပါ။အောင်မြင်မှုတတိယ Hokage ကိုတတ်နိုင်ခဲ့တယ်လို့စတုထကာစီကာကိဂါရာရဲ့အဖေကိုလည်းလှုပ်ချန်နိုင်ခဲ့ပါတယ်။3အသုံးပြုသော Jutsu ပညာရက်များသူ့ရဲ့ပညာရက်တွေကမွေတွေနဲ့ပတ်သက်တာများပြီးကြောက်စရာကောင်းလာပါတယ်။ Living Corpse Reincarnation Fushi Tensei တခြားသူရဲ့ခန္ဓာကိုယ်ထဲကိုမိမိဝိညာဉ်ကူးပြောင်းပြီးထာဝရအသက်ရှင်တဲ့ပညာပါ၃နှစ်တစ်ချိန်ခန္ဓာကိုယ်လဲရပါတယ် Summoning Edo Tensei Reanimation တိုဘီရာမာတီထွင်ခဲ့တဲ့ဒီပညာကို Orochimaru ကအဆင့်မြင့်တင်ခဲ့တာပါလူသေးတွေကိုပြန်နှိုးပြီးစစ်တီအဖြစ်ခိုင်းစေတာဖြစ်ပါတယ် Eight-headed giant serpent jutsu Yamata no Jutsu သူ့ရဲ့အပြင်းထန်ဆုံးတိုက်ကွက်ပါခေါင်းရှိလုံးအမီးရှိချောင်းပါတဲ့အီယာမမွေးဖြူကြီးအဖြစ်အသွင်ပြောင်းတာပါ Hidden Shadow Snake Hands လက်အိတ်ကြီးထဲကနေမွေအမြောက်အများထွက်လာပြီးရန်သူကိုကိုက်တာ rip ပတ်တာမျိုးလုပ်တာပါ Orochimaru's Oral Rebirth ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့အခါပါဇက်ထဲကနေခန္ဓာကိုယ်အသစ်တစ်ခုပြန်ထွက်လာတဲ့နီလန်းပါ Kusanagi Sword သူ့ပါဇက်ထဲမှာတင်ထားတဲ့ဒန်ဓာရီလာ Kusanagi ဓာပါဒီဓာကဘလောက်မာတဲ့အရာကိုမဆိုဖျက်နိုင်ပါတယ် Lee စင်ခေါ်ကောင် The Great Snake Manda Orochimaru စင်ခေါ်တဲ့ထိတ်တန်းအကောင်ကတော့ Manda လို့ခေါ်တဲ့မွေးဖီးချင်းကြီးပါစိတ်ရိုက်အရန်ရက်ဆက်ပြီးမောက်မာပါတယ်အိုရိုချီမာရူကိုတောင်ပြန်တက်ချင်နေတာပါသူ့ကိုစင့်ခေါ်ရင်ရစ်ပူစော်တဲ့အနေနဲ့လူပေါင်းယာချီကိုကျွေးရပါတယ်စွမ်းအားသူ့ရဲ့မြန်နှုံးနဲ့ခွန်အားကတခြားစင့်ခေါ်ကောင်တွေဖြစ်တဲ့ဂါမာဘွန်တာဖာနဲ့ကတ်ဆူယူမြော့တို့ကိုတပြိုင်နဲ့ရင်ဆိုင်နိုင်တဲ့အထိရှိပါတယ်ငါ Cosmark ကျင်းစာတစ်စိတ်သူဟာလူတွေရဲ့အင်အားကိုမြင့်တင်ပေးဖို့နဲ့သူတို့ကိုထိန်းချုပ်ဖို့ Cosmark တီကိုသုံးပါတယ်ဒါဟာတကယ်တော့ stage mode ကိုအတုခိုးထားတာပါဒီတစိမ့်ရှိတဲ့သူဟာအဆင့်2 stage 2အထိပြောင်းလဲနိုင်ပြီးအင်အားအစမတန်တိုးလာပါတယ်ဒါပေမဲ့အဲ့ဒီလူရဲ့စိတ်နဲ့ခန္ဓာကိုအိုရိုချီမာရူကတဖြည်းဖြည်းဝါမျိုးသွားတာဖြစ်ပါတယ်6လက်ရှိအခြေအနေဘောရုတူအီရာနာရူတိုရှစ်ပူတဲ့ပြီးမှာတော့သူဟာပြုတ်ပြင်ပြောင်းလဲသွားပြီးကိုနိုဟာရဲ့စောင့်ကြည့်မှုအောက်မှာနှိထိုင်ပါတယ်အခုတော့သူဟာမစ်ဆူကီကိုဖန်တီးခဲ့တဲ့အဖေရောအမေရောဖြစ်နေတဲ့သိပ္ပံပညာရှင်ကြီးအဖြစ်ရှိနေပါပြီအနှစ်ချုပ်အိုရိုချီမာရူဆိုတာနင်ဂျာလောကရဲ့အမှောင်တုတွေကပါရမီရှင်ပါသူဟာတိုက်ခိုက်ရေးထက်လူတွေရဲ့ဇီဝကမ္မဗီဒကိုကစားပြီးအင်အားကြီးဖြစ်အောင်လုပ်တဲ့နေရာမှာဘယ်သူမှမလိုက်နိုင်တဲ့သူဖြစ်ပါတယ်